မင်္ဂလာပါကျွန်တော်တို့ဒီနေ့နှုတ်ကပတ်တော်နဲ့အနေငယ်ခွန်အားရဖို့ရန်အတွက်စာရမဏအကြောင်းပေါ့နော်ဒီနေ့လူစီဖာလို့ပဲခေါ်ပေါ့နော်စာရမဏလို့ပဲခေါ်နာနဲ့တမိုးတော့ကျဲလို့ပဲခေါ်ပေါ့နော်ဒီစာရန်ဖြစ်ပေါ်လာပုံနဲ့စာရမဏရဲ့အလုပ်ပုံပေါ့နော်ကျွန်တော်ဒီနေ့နှုတ်ကပတ်တော်နဲ့အနေငယ်ဆွေးနွေးဖို့ရန်အတွက်ရောက်စီတိုင်းကိုခွန်အားပေးချင်ပါတယ်ဒီလိုပြောတဲ့အခါမှာကျွန်တော်ကိုယ်တိုင်လည်းချမ်းစာတင်ပြတဲ့ဆရာလည်းမဟုတ်ဘူးပေါ့နော်ပြီးရင်ကျွန်တော်ချမ်းစာကျောင်းတွေလိုမျိုးအရှိတက်ပြီးတော့ချမ်းစာကျောင်းပေါ့နော်နှစ်ချီတက်ပြီးတော့တေချာတုတည်တနာပြုတ်တဲ့လူလည်းမဟုတ်ပါဘူးเนาะဒီနေ့မနေ့မှာကျွန်တော်ကိုဖျားတခင်ကဒီစာရမဏပေါ့နော်ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်စိတ်ထဲမှာဖះကပြောဖို့ရတဲ့ပေါ်ပြတလို့ကျွန်တော်ခံစားတယ်ပေါ့နော်အဲ့ဒါအကြောင်းဒီစာရမဏအကြောင်းကျွန်တော်Bible study လုပ်ရင်းနဲ့အနေငယ်ခွန်အားပေးချင်ပါတယ်ပထမဆုံးကျွန်တော်တို့ဒီစီတမ်ဆိုတာဘယ်လိုဖြစ်လာလဲပေါ့နော်ဆိုတော့ကဘာကြီးဖြစ်ပေါ်လာပုံပေါ့နော်ကဘာဦးအပိုင်းကိုကျွန်တော်တို့ကျမ်းစာအနေငယ်ဖတ်ချင်ပါတယ်ဆိုတော့ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး1အငယ်1မှာဘာပြောထားတယ်လဲဆိုတော့အစအဦးနိုင်တဲ့နှုတ်ကပတ်တော်ရှိ၏တဲ့နှုတ်ကပတ်တော်ဒီဖျားသခင်နဲ့အတူရှိ၏တဲ့